အရှင်ဖယားကံသုံးပါးမှာဘယ်ကံကအပြည့်ကြီးဆုံးလဲဖယားတချို့လူတွေမနောကံကအကြီးဆုံးလို့ပြောကြပါတယ်ဖယားတဲ့ဟုတ်ပါတယ်ကာယကံဝစီကံမနောကံဆိုတဲ့ကံသုံးပါးထဲမှာမနောကံအပြည့်ကအကြီးဆုံးပါမြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲမိဇိမနိကေမိဇိမပါဏာတပါဠိတော်ကဟပတိဝတ်ဥပါလိတုတ်တံမှာမနောကံအပြည့်ကအကြီးဆုံးလို့ဟောကြားထားပါတယ်။ဘာကြောင့်မနောကံအပြည့်ကအကြီးဆုံးဖြစ်ရတာလဲဆိုရင်ကာယကံဝစီကံမြောက်ဖို့အတွက်ကိုမနောကံကစေ့စော်တိုက်တွန်းပေးလို့ပဲဖြစ်ပါတယ်။ဒါကြောင့်ကံသုံးပါးထဲမှာမနောကံအပြည့်ကအကြီးဆုံးလို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖေယမတ်နဲ့ဖူကဘာကွာပါလဲဖေယဖူညံရရန်ဘယ်လိုလုပ်ရပါမလဲဖေယမသိလို့ရှင်းပြပေးတော်မူပါဖေယတဲ့မတ်ဆိုတာကဝိပဿနာတရားအားထုတ်လို့ဝိပဿနာဉာဏ်အစင်းမြင့်လာတဲ့အခါမှာထိုဝိပဿနာဉာဏ်ဤစွမ်းအားဖြင့်နိဗ္ဗာန်ကိုမြင်ပြီးကိလေသာတရားတို့ကိုပယ်တတ်နိုင်တဲ့တရားကိုပဲမတ်လို့ခေါ်တာပါဖို့ဆိုတာကတော့ထိုမဉ္ဇဉ်ဤထုတ်လုပ်လိုက်တဲ့အကျိုးတရားကိုဆိုလိုတာပါဖို့ဉဏ်ရရန်ဘယ်လိုလုပ်ရမလဲဆိုတော့ဖို့ဉဏ်ဒီမဉ္ဇဉ်ဤအကြောင်းတရားကြောင့်ရရှိလာတာဖြစ်သောကြောင့်မဉ္ဇဉ်ဒီလည်းပဲဝိပဿနာဤအကြောင်းတရားကြောင့်ရရှိလာတာဖြစ်သည့်အတွက်ဖို့ဉဏ်ရရန်ဝိပဿနာအလုပ်ကိုပဲလုပ်ရမှာဖြစ်ပါတယ်ဒီမေခွန်းရဲ့လူရင်းအတိတ်တွေကဒိန်းစောတဲ့လူတွေဟာဒေါသနဲ့တတ်မိရင်ငရဲကြနိုင်ပါသလားလို့မေးလို့တဲ့အတိတ်ပဲဖြစ်ပါတယ်တတ္တဝါတွေကိုတတ်ဖြတ်တဲ့အခါမှာတတ္တဝါဖြစ်ခြင်းတတ္တဝါဟူသောအမှတ်ရှိခြင်းသေသေးလိုသောစိတ်ရှိခြင်းသေရန်လုံးလပြုခြင်းထိုလုံးလားကြောင့်သိဆုံးခြင်းဆိုတဲ့အင်္ဂါ၅ချက်နဲ့ညီမှသာပါဏာတိပါဒကံမြောက်တာဖြစ်တဲ့အတွက်ငရဲကြနိုင်ပါတယ်။ဂိမ်းထဲကအယုတ်တွေဟာတကယ်သက်ရှိတတ္တဝါတွေမဟုတ်တာကြောင့်သူတို့ကိုတတ်လို့ငရဲမကြနိုင်ပါဘူး။သို့တော်လည်းပဲဂိမ်းစောတဲ့သူတွေဟာဒေါသဖြစ်ပြီးဖရုဒ္ဓဝါစာကြမ်းတမ်းသောအသုံးနှုန်းတွေသုံးတာကြောင့်ဝစီအကုသိုလ်ကံတော့ဖြစ်နိုင်ပါတယ်။ဒီမေခွန်းလေးရဲ့လူရင်းအဓိပ္ပာယ်ကကာယကံမြောက်အဖဖြစ်သူကိုစော်ကားဖို့ရည်ရွယ်ဖူးပါတယ်ပြန်ပြီးတောင်းပန်ရင်အပြစ်ကင်းနိုင်ပါသလားလို့မေးလိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဇာတတမင်းမြတ်စွာဘုရားထံရောက်တဲ့အခါမှာဘုန်းတော်အလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရားဖရာတပည့်တော်သည်အဖတတ်မိတဲ့ကံကြောင့်တောကဖီးစည်းနေပါတယ်ထိုအပြစ်တို့ကိုသီးခံခွင့်လွှတ်တော်မူပါဟုမြတ်စွာဘုရားထံလျှောက်ထားတောင်းပန်ပါတယ်။အဲ့ဒီအခါမှာမြတ်စွာဘုရားကမင်းတရားအမှားကိုအမှားမှန်သိ၍ဝန်ချတောင်းပန်ခြင်းဟာနောက်တစ်ချိန်ကြီးပွားခြင်း၏အကြောင်းဖြစ်တယ်လို့ဟောကြားတော်မူပါတယ်။အခုလဲမန့်ပိုင်ရှင်ကမိမိရဲ့အမှားကိုအမှားမှန်သိ၍ဝန်ချတောင်းပန်ခြင်းဟာနောက်တစ်ချိန်ကြီးပွားခြင်း၏အကြောင်းဖြစ်တယ်လို့မိမိကကာယကံမြောက်စော်ကားဖို့ရည်ရွယ်တာမှန်တော်လဲပဲတကယ်စော်ကားမိခြင်းမရှိသည့်အတွက်ကံမမြောက်နိုင်တာကြောင့်ပြန်ပြီးဝန်ချတောင်းပန်မယ်ဆိုရင်ထိုအပြစ်ကလွတ်ကင်းနိုင်ပါတယ်ဆရာတော်ဦးဇောတိကဖရာ38မင်းနတ်တွေကိုပူဇော်သင့်ပါသလားဖရာဖြေပြီးတော်မူပါဖရာတဲ့မပူဇော်သင့်ပါဘူးနော်ပူဇော်တယ်ဆိုတာကသီလဂုဏ်တမာတိဂုဏ်ပညာဂုဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုပူဇော်တာပါ38မင်းနတ်တွေဆိုတာနေစဉ်လည်းမကောင်းခဲ့တယ်လို့သေစဉ်လည်းမကောင်းခဲ့တဲ့အတွက်သူတို့ရဲ့တန်တန်မှာပူဇော်ထိုက်တဲ့သီလဂုဏ်တမာတိဂုဏ်ပညာဂုဏ်တွေမရှိပါဘူးဒါကြောင့်သူတို့ကိုမပူဇော်သင့်ပါဘူးတချို့ကအပရိဟာနိယတရား9ပါးထဲမှာဗလိနတ်စာတင်ခြင်းဆိုတဲ့အချက်ပါတာကြောင့်နတ်တွေကိုပူဇော်သင့်တယ်လို့ပြောပါတယ်မြတ်စွာဘုရားကအပရိဟာနိယတရား9ပါးထဲမှာဗလိနတ်စာတင်ခိုင်းတယ်ဆိုတာဟာဒါနပြုခိုင်းတာသာဖြစ်ပါတယ်ပူဇော်ခိုင်းတာမဟုတ်ပါဘူးဒါနပြုတာနဲ့ပူဇော်တာလုံးဝမတူပါဘူးဒါနပြုတယ်ဆိုတာက
တာမန်ပုဂ္ဂိုလ်တယောက်ကိုကျွေးမွေးတဲ့သဘောမျိုးသာဖြစ်ပါတယ်နားလည်နိုင်ကြပါစေဖုံဖုံဖရာတတ်တတ်လွတ်စားရင်ဘယ်လိုကုသိုလ်တွေရလဲဖရာတဲ့တတ်တတ်လွတ်စားလို့ဘာကုသိုလ်မှမရပါဘူးတတ်တတ်လွတ်စားလို့ကုသိုလ်ရမယ်ဆိုရင်အသီးအရွက်စားနေတဲ့တိရစ္ဆာန်တွေကုသိုလ်ရကုန်မှာဖြစ်ပါတယ်မြတ်စွာဘုရားကိုအရှင်ဒေဝရကြီးတောင်းဆိုတဲ့ဝိနည်းထဲမှာမပါတော့ပင်စဒူရဝဆနတိတ်ခါဘုတ်၅ချက်ဆိုတာရှိပါတယ်အဲ့ဒီ၅ချက်ကဘာတွေလဲဆိုရင်၁ယဟန်တော်များအသက်ထက်ဆုံးတောကြောင်း၌သာနေရမယ်၂ယဟန်တော်များအသက်ထက်ဆုံးစွမ်းခံ၍သာစားရမယ်ပင်ဖေး၍ကျွေးသောစွမ်းကိုမစားရ၃ယဟန်တော်များအသက်ထက်ဆုံးပန့်တကူသင်္ကန်းကိုသာဝေးရမယ်ဒကာဒကာမတွေလှူတဲ့သင်္ကန်းကိုမဝေးရ၄ယဟန်တော်များအသက်ထက်ဆုံးသစ်ပင်ရဲ၌သာနေရမယ်အမိုးအကာရှိတဲ့ကျောင်း၌မနေရ၅ယဟန်တော်များအသက်ထက်ဆုံးအသားငါမစားရအသီးအရွက်တွေကိုသာစားရမယ်ဆိုတဲ့၅ချက်ပဲဖြစ်ပါတယ်ဖော်ပြပါ၅ချက်စလုံးကိုမြတ်စွာဘုရားကပယ်ချခဲ့ပါတယ်မြတ်စွာဘုရားဆိုတာဟာတတ္တဝါတွေရဲ့ကောင်းကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်တတ်တလွတ်စားလို့ကုသိုလ်ရမယ်ဆိုရင်အရှင်ဒေဝရကြီးတောင်းဆိုတဲ့၅ချက်ထဲကနောက်ဆုံးအချက်ဖြစ်တဲ့အသားငါမစားရအသီးအရွက်တွေကိုသာစားရမယ်ဆိုတဲ့အချက်ကိုလိုက်ရောမှာဖြစ်ပါတယ်အခုတော့မလိုက်ရောတဲ့အပြင်ဒေဝရကြီးတောင်းဆိုတဲ့၅ချက်စလုံးကိုပယ်ချခဲ့ပါတယ်အဲ့ဒါကိုကြည်တော်အဖြစ်တတ်တလွတ်စားခြင်းဟာကုသိုလ်မရဘူးဆိုတာထင်ရှားပါတယ်အစားအသောက်စားတာနဲ့ပတ်သက်လို့ကုသိုလ်ရခြင်းမရခြင်းဆိုတာဟာအစားအသောက်ပေါ်ခင်တွယ်တဲ့လောဘရှိခြင်းမရှိခြင်းနဲ့ပဲဆိုင်ပါတယ်မိသည့်အစားအသောက်ကိုပဲစားစားလောဘနဲ့စားမယ်ဆိုရင်တော့ကုသိုလ်မရပါဘူးမိသည့်အစားအသောက်ကိုပဲစားစားလောဘကင်းပြီးစားမယ်ဆိုရင်တော့ကုသိုလ်ရပါတယ်